အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်နဲ့ကျွန်တော်သမီး2ယောက်အိန္ဒိယနားမှာရှိတဲ့တခုလေတော့ရှာပပတူလက်ပန်းချံကိုတွားမယ်ပေါ့ပန်းခင်းပေါ့ပန်းချံတော့မဟုတ်ပါဘူးကွင်းခေါင်ပြီးမှတို့ကစီးပွားရေးရလောက်ထားတော့အကြီးတော့မဟုတ်ပါဘူးတခြား state Michigan တို့ Oregon တို့ပါတို့နဲ့ရှင်တော့ကဲတီလေးပဲဒါပေမဲ့ကို state မှာရှိတဲ့ဟာလေးဆိုတော့တွားပြီးတော့အားပေးမှာပေါ့ကျွန်တော်လည်းတူလက်ဖန်းနေပါဆိုအများကြီးမမြင်ဘူးကြီးတွေ TV မှာတော့မြင်ဘူးတော့ပြင်မှာမမြင်ဘူးကိုယ့်အိမ်ထဲမှာရှိတဲ့ဟာဆိုတော့တွားပြီးတော့သမီး2ယောက်နဲ့ကျွန်တော်နဲ့ပဲတွားမယ်ကျန်တဲ့လူတွေတော့မလိုက်ချင်ဘူးအိမ်မှာပဲနေခဲ့ကြတယ်ငွေရည်ရောက်ပြီဆိုတော့ကျွန်တော်တော့ခြေတော့ဝေပါတယ်မတွားရမနေနိုင်ဘူးကဲတွားကြည့်မယ်ဘယ်လိုလဲဝင်ကြီးရတော့တယောက်ကိုလူကြီးက73ကျပ်ကျော်ကလေးကတော့8ကျပ်ကျော်အကုန်လုံးပေါင်းဆိုရင်တော့$32လားကြာကဲဘယ်လိုလဲတွားကြည့်မယ် let's go Didn't think I'd ever get this far. Didn't think I'd ever find the one. I never thought I'd heal from a broken heart. No, never did I ever think I'd heal these scars. Did you think that on the night we met that you become Mr. Never Forget? Now I'm chilling, sitting, riding shotgun with those 3 little words slipping right up your tongue. Oh, don't matter. လူတွေတော်တော်များတာပဲကားတွေလည်းအများကြီးပဲဟာဒါတော့မှညနေမှရောက်လာလို့မနဲ့ဆိုတော့လူပုံများမှတယ်ဟုတ်ပြီ ready ဒါခင်းရောဟိုမီချီကန်ဟာနေဆိုင်တော့ဘာမှမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အိန္ဒိယနားမှာရှိတဲ့ရှာပပလေးဆိုတော့ဟိုဘက်မှာတော့ကြည့်မယ်ဟိုဘက်မှာနည်းနည်းလှတယ်လူလည်းရှင်းတယ်ဒီဘက်မှာလူရဲများတော့ဟိုဘက်မှာတော့နည်းနည်းလှတယ်သူတို့ကပန်းလဲရောက်နေလေတပွင့်ကို2ကျက်တဲ့အဲကြောင့်သူများတွေခူတော့ဘာမှသိမရှိတော့မတန်လိုက်တာကွာမီချီကန်ဟာနေဆိုရင်တော့ဘာမှမဟုတ်ကလေးကစားကြဟိုကနေဒီကြည့်တိတ်ပြီးတော့မကြည့်ဘူးဒါပေမဲ့အိန္ဒိယနားမှာရှာပပဆိုတော့လည်းမစိုးပါဒီကအဝါရောင်လေးတွေလှတော့လှတယ်သူများတွေတက်ပုံတွေရိုက်ကြတာအများကြီးပဲအိန္ဒိယနားမှာဆိုရှာပပအိန္ဒိယနားတော်သားတွေတူးလည်းမမြင်ဘူးလားမသိဒီပန်းလေးတွေပါရောင်လေးတွေအာဒီနေ့လာတာအရင်မားတယ်တင်းငနေနေဆိုလူအရင်အများတယ်ဘာမှလုပ်လို့မရဘူးဟိုဘက်မှာဆိုရင်တော့လူကတိုးလို့တော့မရဘူးတကယ်အိန္ဒိယနာကျွန်တော်တို့တော်သားတွေဒါလေးဘာမှမဟုတ်တဲ့ဟာလေးကိုအသေးအတန်ရိုက်ကြတာဝင်ကြီးရလဲပေးရသေးတယ်ဘာမှလည်းမဟုတ်ဟေးတော်သားတော်သူလေးဒါချက်သွေးအောင်ဟိုကတော့မပွင့်သေးဘူးသိတယ်သူတို့လည်းစီးပွားရှာအယောင်လေးကိုဆက်ပြီးအဖြူလေးနဲ့အနေလေးနဲ့ဆိုမဆိုကြည့်လို့တော့လှတယ်ဟိုဒီမှာတော့လက်မှတ်ဝယ်တဲ့နေရာဒါပေမဲ့ကျွန်တော်တို့က online ကဝယ်ထားပြီးဆိုတော့ဟိုကြောင့်မလို့ online ပေါက်ရှိတယ်ခက်ရှာရှိတယ်ဒါချက်သွေးအောင် ဟိုဘက်သွားလေဟိုမှာဟိုက
ဒါတော့မီးပြတိုက်တာတေးသေးလေးဒီရောင်လေးလည်းလှရှူဘယ်နေရာမှာဆိုတန်းစီနေရတာစန်ဒေးလာတာတော့မမိုက်ဘူးဒါလေးပဲဘာမှမဟုတ်သေးသေးလေးပဲဟောပန်းနာမည်ရှိတာပဲဂျပေါ့ဂျပေါ့ရောင်တော့ပါရောင် Can you take a picture of that? no ဒီနေရာပန်းလေးတွေတော့လှတယ်လူကတော့တန်းစီးနေတာဟုတ်ပါလေတော့ဟုတ်ပါလေနည်းနည်းလှတယ်လို့ဒီပန်းနာမည်မိုက်တယ်ဟာ Pretty Woman နဲ့လေကောင်းတွေလည်းတော့ရတယ်ဟာကွင်းပြောင်ပြောင်ပြီးမှဆိုတော့ဘာပင်မှလည်းမရှိဘူးဒါကက်ထရီနာဖြူရောင်ဒီနေရာတော့တကယ်နေရာအမှတ်တရနေရာဟောဒါပေမဲ့လူတွေအများကြီးပဲဒီနားပန်းလေးတွေကလည်းလှတယ်ဟာဒီပန်းလေးတွေတစ်မျိုးလေးတွေဟာအောက်ကဟိုးရောင်လေးနဲ့ရောတာဒါပေမဲ့ပန်းတွေနုံးနေပြီဒါသူတို့ရဲ့နောက်ဆုံးနေ့ဒါပေမဲ့နောက်တစ်ပတ်တော့သူတို့တက်တန်တိုးထားသေးတယ်သူကတနင်္ဂနွေနေ့မို့လားလူတော့များတယ်ဟာဟုတ်ပါစားတော့ရောင်းတဲ့ဟာတွေရှိတယ်ကော်ဖီတို့ကူကီတို့စီးကြည့်ဟာတော့လေဒီလေရန်တိုက်တော့အေးဟာမလို့ပီဇာလားမေဒေါနာလား McDonald's. ရိုက်ကြတယ်တပုံတွေတော့ Go. နောက်လာမှာတော့ဟော်လန်မှာမီချီဂန်မှာသွားမယ်သူပွင့်ပြီးတော့အောက်တောင်ကျနေပြီဟာသူချိန်ကုန်ပြီဆိုတော့လေဟမ်ဘာနာမည်လဲအဲ့ဘာလို့ခေါ်လဲစန်တာပါ အေးလုံးလို့ခုံ I'm a fire. I'm a flower getting the dog.
အေးနေပြီကလေးတွေကြာလေးတော့နေချင်တယ်လေတားတိုက်တော့အေးဟာကလေးတွေလည်းမနေနိုင်တော့ခုနကလိပ်ပြလေးရှိတယ်အဲ့ဒါလိပ်ပြနဲ့တပ်ပုတ်သွဲရချင်းသူတို့ပိန်နေတော့မလားတော့စွမ်းကုန်လှပတွေပြင်ပြီးတော့လာကြတာတပ်ပုံရိုက်ဖို့ဟေးတော့ထိုင် I think you have to stand. Lily, stand. Lily, have to stand. What did that? ဘောက်ကလေးတော့ဘော He doesn't fit the ဘောတော့ ထိုင်လိုက်လေโอเคဝေး Yeah. လီဒီတိုက်တော့စပင်ရှည်တဲ့လူဆိုတော့သိမကြိုက်လာတဲ့လူတွေလာကြညနေတော့မှတက်ပုံရဲလို့ခေါင်းဒါပေမဲ့လေတားတိုက်တော့မကြိုက်ဘူးရိုက်เสียလည်းကုန်ပြီဆိုတော့ပြန်တော့ဒီမှာစပိန်လေးရှိတယ်တက်ပုံရဲလို့ရတယ်ဒီမှာပန်းဝယ်ပြီဆိုတော့ဒီမှာပြီးလို့ရတယ်တပွင့်2ချက်ကျွန်တော်တို့မွေဦးဆိုပေးကြမလို့တော့ပြန်မယ်ဘာမှတော့မဟုတ်ဘူး$32လား3ယောက်ပေးရကလေးကြီးတွေတော့မလိုက်ချင်ဘူးအဲအကြောင်းမလို့လားမသိစနေဆိုလူများကားတွေအများကြီးပဲဒါတော့မှညနေပိုင်းရောက်လာလို့ကားသိမ့်မရှိတော့ဒီမှာဘိုက်ဆိုင်ကူကီးဝယ်စားလို့ရတယ်ကဲဘန်ဒီချန်တော့ဒါပါပဲကားပေတော့မှရက်ထားတာပါလေဟောဟုတ်ပါတော်အေးတဲ့ဟာလေအရင်တိုက်တော့တစ်ပင်နေပြီးမှဘာမှမရှိဘူးလေကွင်းပြင်းပြင်းမှသူတို့စောက်ထားဆိုတော့ဟောချစ်တော့ပါလေရှိတယ်ဟိုကအိုရီယိုလေးယူလာတယ်လေဟုတ်ပါလူတွေအများကြီးပဲတပုံရဲလက်တပတ်တလေးပြင်ပြီးတော့လာကြတာကာကဲပန်ကဲတော့ဒီလောက်ပါပဲတနိုင်ကျော်လောက်ကားမောင်းရတယ်ဘာမှတော့ထူးခြားခြားတော့မဟုတ်ပါဘူးဟိုမီချီကန်ဟာနဲ့ဆိုရင်တော့ကလေးကစားစရာလောက်ပဲဒါပေမဲ့အိန္ဒိယနာမှာဒီတစ်ခုပဲကျွန်တော်တွေ့တယ်ထင်တယ်နည်းနည်းကြီးရဆိုလို့ဒါသူတို့စီးပွားရေးတော့တေချာလေးလှုပ်ထားတာမစိုးတော့မစိုးပါဘူးဒါပေမဲ့သူတို့ကအိန္ဒိယနာလေတာတိုက်တယ်တစ်ပင်နေလည်းမရှိဘူးဆိုတော့ကျွန်တော်တို့ကလေးနှစ်ယောက်နဲ့ကျွန်တော်လည်းဆို$32ပေါ့ပန်းခွင့်ရတစ်ခု$2 5ခု$8လားပေးရတယ်ဒါပေမဲ့ကျွန်တော်တော့ပန်းမခုတော့ကဲခုပြန်တော့မယ်ညနေပိုင်းလာတယ်ဓာတ်ပုံတော့ရိုက်လို့ကောင်းတယ်အေးတာလေရက်တိုက်တော့အရင်အေးသေးတယ်မကောင်းကဲခုပြန်မယ်လမ်းမှာတစ်ခုဝယ်စားပြီးတော့ပြန်တော့ကဲပိုက်စားတယ်ခုမက်ဒိုနာမှာစားကြလေးတွားယူအောင်7မိနစ်ကျော်လောက်မောင်းမှဆိုတော့တွားယူပြီးတော့စားပြီးတော့ပြန်ရတော့ကားစီလည်းထည့်အောင်ကားစီလည်းမရှိတော့ဘာမှမဟုတ်ဘူးသူလည်းဖန်ချင်းမိတာပျော်စရာလည်းမကောင်းပြီးတော့ခုမှစိုက်တဲ့ဟာဆိုတော့မရှိသေးဘူးလေကိုယ့်အရက်နဲ့မကိုက်သေးဘူးကားတွေတော့အများကြီးကြံသေးတယ်အေးတယ်လီတာတိုက်တော့ဒီနေ့နားမှာအဲ့လိုဖန်နေတခုခုသွားရင်လီရန်တိုက်တာအဲ့ဒါကြောင့်မလို့မသွားချင်တာလုံးဝမခံနိုင်ဘူးအရန်အေးတယ်လေကဲနှုတ်ဆက်ပါတယ်သူလစ်ဖန်ရဲ့နောက်နှစ်တော့လာမလားမသိဘူး
လာဖို့မသေးချတော့ပါဘူးနော်နှစ်တော့ဘာမှမထူးဆိုတော့ဒီလမ်းတွေထူးဆန်းတယ်ကျွန်တော်တစ်ခါမှမမြင်ဘူးအမေရိကမှာလမ်းမိတိုင်တွေအများကြီးရောဒါတော်ဘက်ပဲဘာမှမရှိဘူးနော်အဲ့တော့မြန်မာပြည်လိုပဲလမ်းမိတိုင်တွေအများကြီးရှိတယ်ကျွန်တော်မြင်ဘူးဆိုတော့အမေရိကမှာလမ်းမိတိုင်မမြင်ဘူးနော်ဒီလိုမျိုးတန်းစီးနေတာပဲစက်ရုံတွေတော့အများကြီးပဲစက်ရုံတွေရှိလို့လားမသိဘူးတော့ရှောက်ပဲအရှိကြီးကျွန်တော်လုံးဝမမြင်ဘူးညဘက်တော့အကုန်လုံးလင်းလားမလင်းလားမသိဘူးနေရာစက်ရုံတွေများလားမသိကြည့်အပတ်မှန်တွေအများကြီးပဲစောက်ထားတာဒါတိုးတက်တယ်ဆိုတဲ့သဘောပဲကျွန်တော်ထင်တာဒီနေရာတောမြို့ပဲထင်တာပဲဟုတ်မလဲစီတာပဲမဝမတ်လည်းရှိတယ်ဒီနေရာထောင်းလိုမျိုးဖြစ်မှာစိုးပါဘူးဟိုကကုတ်ဝယ်တောင်ရှိတယ်အဟောင်းဆိုင်ဟိုဘက်မှာဝမတ်I have a pickup order. The code is HT71. Get your mail sort of in paper. You hold the first one and we receipt. Have a nice day. Thank you. ကဲမတော်နာမှာ pickup order လာလောက်တာတယ်မှာကျွန်တော်ကတော့ Rubia ဒါမှာတယ်ဒီဘီနေပါ orange ဘာနေရ Dr. Pepper ရိုင်းမွေပါဘူးအရောင်းထမင်းစားမှာဆိုတော့မှာ French fry ဝယ်တယ် chicken nugget ဝယ်တယ်ကဲခုကတော့စားရင်တောက်ရင်နဲ့ပြန်တော့မယ်ကျွန်တော်တော့ဘာမှစားကြမယူဘူးတော့ကျွန်တော်တော့အေးပဲတောက်ပြီးပြန်တော့မယ်ကဲကျွန်တော်ရဲ့ဗီဒီယိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like နဲ့ subscribe လုပ်ပေးကြပါဦးနောက်ဗီဒီယိုမှာပဲပြန်တွေ့မယ်နော်အားလုံးကိုကျေးဇူးတင်တယ် bye 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 baby bye bye အိုးစားတော့ bye bye ပေါ့ bye. Bye bye. okay bye 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 bye.